တနင်္လာသားသမီးများအတွက်ဇွန်လ22ရက်နေ့ကနေစပြီးတော့28ရက်နေ့အထိတပတ်တာကံကြမ္မာအခြေအနေများကိုတေရော့ကလေးနဲ့ဟောပြောပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတနင်္လာသားသမီးများဟာဒီတပတ်တာကာလအတွင်းမှာနည်းနည်းလေးကန်ညံ့တဲ့ရောင်လေးဖြစ်နေပါလိမ့်မယ်ကိုလုံးနေတဲ့အလုပ်တွေကမပြီးမပြတ်ဖြစ်နေတတ်တယ်ဟိုမြောက်ဒီမြောက်ဖြစ်နေတတ်ပါတယ်ကြိုးတော့ကြိုးစားတယ်လှုပ်တော့လှုပ်တယ်ဒါပေမဲ့ရှေ့ကိုမရောက်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်ဒါပေမဲ့ဒီကာလဟာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့သိတော့မကောင်းလာပါဘူးဥပမာအယောင်းဝယ်သမားတယောက်ဆိုအယောင်းဝယ်မကောင်းဘူးအဲ့တော့ကိုလုံးနေတဲ့အလုပ်တစ်ခုကကြမ်းကြာလွန်အားကြီးနေတယ်ခက်ခဲလွန်အားကြီးနေတယ်နောက်ကိုယ့်ရဲ့ဒါအကြံစီကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုလုံးနေတဲ့အရာတွေအားလုံးကဟိုမရောက်ဒီမရောက်ဖြစ်နေတတ်တယ်ဆိုတဲ့အချိန်ကာလမျိုးကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ဒါငွေရေးကြေးပိုင်းအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲငွေရေးကြေးကိစ္စတွေမှာပေးရရှိတဲ့ကိစ္စတွေမပေးနိုင်သေးဘူးရရရှိတဲ့ဟာတွေရမလာသေးဘူးဒါခက်ခဲမှုတွေဖြစ်နေတဲ့ကြမ်းကြာမှုတွေဖြစ်နေတတ်ပါတယ်ဒါမှမဟုတ်ဒီကာလဟာအလောက်ကိုင်တို့ငွေအေးကြေးပိုင်းတို့နဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးများတပတ်တာကာလအတွင်းမှာနည်းနည်းလေးတော့အားနည်းနေတယ်လို့ပြောရမလို့ဖြစ်နေပါတယ်ပြောလဲစားနဲ့နောက်ထပ်အညံ့ကိုထပ်ပြီးပြောချင်တာကတော့ဒီချိန်ကာလအတွင်းမှာအနှောက်အယှက်တွေများတတ်ပါတယ်သူတော်ဘာကကိုတိုက်ခိုက်တာတို့နှောက်ယှက်တာတို့ကိုတိတိသာသာကြီးခံရတတ်ပါတယ်ဒါမှမဟုတ်အဲ့ဒါတွေကိုလည်းပဲဂရုစိုက်ပါလို့မှာကြားချင်ပါတယ်နောက်ကိုယ့်ရဲ့အမြင်တွေကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့အယူဆတွေကလည်းပဲမှားယွင်းနေတတ်ပါတယ်အဲ့တော့ဒါလွဲမှားတဲ့သုံးဖြတ်ချက်တွေလွဲမှားတဲ့အယူအဆတွေပေါ့နော်ဒါမှားယွင်းမှုတွေမဖြစ်ရလေအောင်ဂရုစိုက်ဖို့သတိထားဖို့လိုပါတယ်ဒါတော့ဘယ်ကိစ္စကိုပဲလောက်ကင်ဆောင်ရွက်သည်ဖြစ်ပါစေပေါ့နော်ဒါတိုင်ပင်တဲ့သူတွေတိုင်ပင်ဆွေးနွေးသူတွေဆွေးနွေးပြီးကမှဆုံးဖြတ်လောက်ကင်ဆောင်ရွက်ပါပြောချင်တာတကွာဒီချိန်မှာဘာမှကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်လှုပ်ဆောင်ဖို့အတွက်အချိန်ကာလကောင်းတစ်ခုတော့မဟုတ်နေသေးဘူးလို့ပဲကျွန်တော်ကတော့အကြံပြုချင်ပါတယ်အထူးသဖြင့်ဒီကာလတွေမှာသတိထားမယ့်အချက်မှာအယူအဆတွေသဘောထားတွေအမြင်တွေကွဲလွဲမှုတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာမတူညီတဲ့အတွေးအခေါ်တွေအယူအဆတွေသဘောထားအမြင်တွေကွဲလွဲသွားတတ်တဲ့သတိထားဖို့လိုပါတယ်အဲ့တော့အလောက်ကိုင်းငွေကြေးနောက်ရန်အတိုက်ခိုက်အနှောက်အယှက်ဒါပြင်အသိဉာဏ်ပညာအတွေးခေါ်တို့နောက်ဘာသာရေးပိုင်းတို့เนาะပညာရေးပိုင်းတို့မှာအားနည်းပါတယ်ဒီချိန်ကာလအတွင်းမှာအကောင်းဘက်မှာဘာရှိလဲဆိုတော့အကောင်းဘက်မှာကမရှိသလောက်ကိုနည်းနေတယ်လို့မျိုးဖြစ်နေပါတယ်เนาะဒါပေမဲ့ကျွန်တော်နောက်ထပ်တဲတော့ကတက်ကပ်ကိုကျွန်တော်ထပ်ပြီးကြည့်ပေးပါမယ်ပြောစရာကြံသွားတယ်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်လည်းပဲဂရုစိုက်ပါအထူးသဖြင့်ဥကောင်းတဲ့ခြေထောက်မှာသွားပြီးတော့ဘေးဥပတ်ဖြစ်တတ်တယ်လို့